ဗဒမြာဖမ်တော်တာရှင်များအားလုံးမင်္ဂလာပါရှင်စိတ်ရတဲ့စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ငွားတို့တွေကပျော်ရွှင်မှုဆိုတာကိုအမြဲတမ်းပေါ့နော်ရမ်းမဲ့လိုက်ပြီးတော့ရှာဖွေလေးရှိကြတယ်တကယ်တော့ပျော်ရွှင်မှုဆိုတာကဘာလဲစိတ်ခံစားချက်လေးတစ်ခုပဲလားပေါ့နော်ကိုယ့်ရဲ့တစ်သက်လုံးလိုက်ပြီးတော့ရှာနေရမယ်ပန်းတိုင်တစ်ခုလားဒါမှမဟုတ်ရင်ကိုယ့်စီကိုခဏလေးလာပြီးတော့ပြန်ထပ်သွားတဲ့စိတ်ခံစားချက်လေးတစ်ခုပဲလားဒီတော့ဒီနေ့မှာဒီအကြောင်းအရာတွေကိုကောင်ဆယ်လာတူဖြစ်တဲ့ကိုအောင်မင်းသိန်းနဲ့တူတူငွားတို့တွေကပျော်ရွှင်မှုဆိုတဲ့စိတ်ခံစားချက်အကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ကိုမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါမငူပါဟုတ်ငွားတို့တွေကဒီပျော်ရွှင်မှုဆိုတာတော့စိတ်ခံစားချက်တစ်ခုပဲပေါ့နော်ဒီစိတ်ခံစားချက်ကိုငွားတို့တွေကအမြဲတမ်းအသေးအံပေါ့နော်လိုက်ပြီးတော့ရှာဖွေလေးရှိကြတယ်ဒါပေမဲ့ဝမ်းနည်းမှုဆိုတာကိုတော့မလို့ချင်ကြဘူးပေါ့နော်ရှောင်လဲတက်ကြတယ်အဲ့တော့တကယ်ဒီရှာဖွေနေတဲ့ပျော်ရွှင်မှုဆိုတာလည်းဘာလဲဆိုတာကိုကနားလည်ထားဖို့လိုတယ်လေဒီတော့ပျော်ရွှင်မှုနဲ့ပတ်သက်ပြီးတော့သိထားတဲ့နဲ့နားလည်ထားတဲ့နဲ့အကြောင်းအရာလေးတွေကဘာတွေလဲဆိုတာလည်းသိချင်တယ်ကိုဟုတ်ကဲ့ပါမိကွန်းလေးကအရန်ကောင်းပါတယ်ဒါလူတိုင်းလည်းသိကျင်နေတဲ့မိကွန်းလေးလည်းဖြစ်နိုင်တယ်ပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်အဲ့တော့ပျော်ရွှင်မှုတို့ဝမ်းနည်းမှုတို့လို့ပြောလိုက်ရင်ကျွန်တော်တို့အမြင်ကတော့ဒါစိတ်ခံစားမှုလို့ပြောလို့ရပါတယ်အဲ့တော့ emotions တွေပေါ့နော်ကျွန်တော်တို့emotions မှာဘယ်သူပဲဖြစ်ကောင်းတယ်လို့သတ်မှတ်ထားတဲ့ emotions တွေမှာပျော်ရွှင်မှုပါတယ်ပြီးသွားလို့ရှိရင်စိတ်လှုပ်ရှားတယ် excitement ဖြစ်တယ်ဆိုရတာစိတ်ခံစားချက်တွေကိုလူတိုင်းကသဘောကျတယ်နှစ်ချိုက်တယ်ဒါပေမဲ့ပုံမှန်ထက်လွန်ကဲပြီးတော့ဒီအပေါ်မှာပဲလိုက်လာရင်တော့ရှာနေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီ counseling နဲ့ mental health back ကကြည့်မယ်ဆိုရင်တော့ဒါလေးကနည်းနည်းလေးအစွန်းရောက်လာတယ်လို့တော့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကပျော်ရွှင်မှုတစ်ခုတည်းကျွန်တော်တို့ဘဝမှာရှိနေတာမဟုတ်ဘူးပေါ့နော်။ပျော်ရွှင်မှုအပြင်ကျန်တဲ့ခံစားချက်တွေအများကြီးရှိတယ်။အဲ့တော့ဆိုလိုချင်တာကတော့ပျော်ရွှင်မှုဆိုတာကျွန်တော်တို့ရဲ့ပန်းနိုင်တစ်ခုမဖြစ်သင့်ဘူးပေါ့နော်ပန်းနိုင်ကဘာဖြစ်ရမလဲဆိုတော့ပျော်ရွှင်မှု plus ကျွန်တော်တို့မှာကြံတဲ့ခုနပြောတဲ့မငူကပြောသွားတဲ့ဝမ်းနည်းမှုတွေလည်းရှိမယ်နာကျင်မှုတွေလည်းရှိမယ်ပြီးတော့လို့ရှိရင်ခုနကျွန်တော်ပြောသွားတဲ့စိတ်လှုပ်ရှားမှုတွေလည်းရှိမယ်အဲ့လိုမျိုးပေါ့နော်လူတွေလက်ခံထားတဲ့ကောင်းတာရောမကောင်းတာတွေရောအားလုံးကိုသိရှိနေတာကမှပို့ပြီးတော့နေရာထိုင်ရတာအဆင်ပြေတယ်ဆိုတဲ့နေရာလေးမှာရှိနိုင်တယ်ပေါ့နော်အဲ့တော့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကကြတော့personality မှာဆိုလို့ရှိရင်ကျွန်တော်တို့personality 9မျိုးရှိတယ်ပေါ့ဒါကတော့ကျွန်တော်တို့ personality test တွေအရာကျွန်တော်ရဲ့ personality ဆို type 7လို့ပြောလို့ရတယ် type 7ကကျတော့အရင်တက်ကြွတဲ့သူပျော်ရွှင်မှုကိုအရင်လိုက်တဲ့သူအုံနှောက်က dopamine အများနဲ့ထွက်နေမှဆိုတဲ့လူမျိုးပေါ့နော်အဲ့တော့တစ်ခါမှကိုယ့်ရဲ့ personality အရာလဲအကျင့်စရိုက်ကြောင့်လဲဒီပျော်ရွှင်မှုကိုလိုအပ်တာထက်ပို့ပြီးတော့လိုက်တတ်တယ်အဲ့တော့လိုက်လာပြီးဆိုလို့ရှိရင်ကျွန်တော်တို့မှာပင်ပန်းမှုတွေဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒီဟာလေးတွေကိုတချို့လူတွေကမသိဘဲနဲ့အဲ့ဒီထဲမှာပဲနစ်မြုပ်သွားပြီးတော့ကိုဘာကြောင့်ပင်ပန်းနေတာလဲပျော်ရွှင်မှုကိုလည်းရင်းနေဘာကြောင့်ငါပင်ပန်းနေရတာလဲဆိုရဲဟာလေးတွေဆိုရင်ကျွန်တော်ပြောတဲ့စကားလေးထဲမှာအဖြေရသွားနိုင်တယ်ပေါ့နော်အဲ့လိုလေးတော့ပြောလို့ရပါတယ်ခင်ဗျဟုတ်ကဲ့ကိုဒီမေးခွန်းလေးကိုလည်းငါမေးဖို့ပေါ့နော်ပြင်ဆင်ထားတယ်ကိုပြောသလိုပျော်ရွှင်ခြင်းနဲ့ပျော်ရွှင်ခြင်းတဲ့အတွက်ကြောင့်ပျော်ရွှင်မှုနောက်ကိုပျော်ရွှင်မှဖြစ်မယ်ကိုပျော်ရွှင်မှဖြစ်မယ်ဆိုတဲ့စိတ်ကဖိအားတစ်ခုအနေနဲ့ပေါ့နော်တစ်ခါလေကြာရင်တက်ရောက်မှုရှိလာတယ်အဲ့တော့ကိုယ့်ရဲ့နေထိုင်မှုမှာလည်းဒီလိုဖိအားမရှိအောင်လို့ပျော်လဲပျော်ရွှင်ခြင်းနဲ့ဒီဖိအားလည်းမရှိအောင်လို့နေထိုင်တဲ့အပြုမှုလေးတွေစိတ်နေစိတ်ထားလေးတွေရှိရင်လည်းပြပြပေးပါကိုဟုတ်ကဲ့ပါအဲ့တော့ဘာကြောင့်ဒီဖိအားဖြစ်ရတာလဲဆိုတာကိုကျွန်တော်တို့ကပထမလေးမှာတော့နည်းနည်းတော့ပြောသွားပြီပေါ့နော်ဒါပေမဲ့ပို့ပြီးတော့ဒီဒေးသွားပြီးမှဘယ်လိုနေရမယ်ဆိုတဲ့နေရာလေးကိုကျွန်တော်သွားလိုက်ချင်တယ်ပေါ့လေအဲ့တော့ပထမဦးဆုံးကျွန်တော်တို့ကဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုကပျော်ရွှင်ခြင်းနဲ့အားလုံးအဆင်ပြေမှငါပျော်ရွှင်ရမယ်ဆိုတဲ့အခါမှာအရန်ကြိုးစားတယ်ပေါ့အဲ့တော့ကြိုးစားတဲ့နေရာမှာဥပမာကိုကအလုပ်လုပ်နေတယ်ပေါ့နော်အဲ့တော့အလုပ်လုပ်နေတယ်ဒီအလုပ်ထဲမှာယာရုတက်မှာဒီလုပ်ထဲမှာလကမြင့်သွားတော့မှငါပျော်ရွှင်မှုရမယ်ဆိုတော့အရန်ကြိုးစားတဲ့အတိုင်းပဲလေယာရုတက်သွားတယ်လကတွေနဲ့ရတယ်ဒါပေမဲ့အဲ့ဒီရတဲ့ဟာခဏလေးပဲပေါ့ခဏလေးပဲဒါပေမဲ့ခဏလေးပြန်နည်းနည်းလေးလဲကာလအတန်လဲကြာရော तू ကမပျော်ရွှင်ဘူးဖြစ်လာတယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ထက်နောက်ထပ်ယာရုကြီးတဲ့လူနဲ့သွားပြီးတော့ရှင်မိတယ်။လားခကောင်းတဲ့လူထက်ပိုပြီးတော့ရှင်မိတဲ့အခါမှာကိုကမပျော်ရွှင်နိုင်ဘူးဖြစ်လာတယ်ပေါ့။အဲ့ဒီအခါမျိုးမှာကျွန်တော်တို့သတိထားရမှာလက်ရှိပစ္စုပန်လေးမှာလက်ရှိအနေအထားလေးမှာကိုယာရုတက်သွားတဲ့ဟာလေးရှိသွားတဲ့ဟာလေးကိုတိတိကျကျကြည့်ပြီးတော့လက်ခံပေးရမယ်လို့တွေ့ရတယ်။အဲ့တော့ကျွန်တော်ဆိုလိုချင်တာကတော့မပျော်ရွှင်နိုင်ဘူးဆိုလို့ရှိရင်
ဘာကြောင့်မပျော်ရွှင်နိုင်တာလဲဒီမပျော်ရွှင်နိုင်တာရဲ့နောက်ွယ်ကအတိတ်ပဲကဘာလဲဆိုတဲ့ဟာလေးကိုfocus လုပ်စေချင်ပါတယ်အဲ့ဒါမှကျွန်တော်တို့ကတတိချာချာကိုဘာဖြစ်နေတာလဲဆိုတာကိုတီးလိုက်တော့မှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီ program ရဲ့နာမည်လေးပေါ့ကိုယ့်ရဲ့စိတ်ရဲ့အတန်လေးကိုနားထောင်ဖို့လိုပါတယ်ပေါ့နော်အဲ့တော့ပထမဦးဆုံးအနေနဲ့လုပ်ရမယ့်အချက်ကတော့ကိုယ့်ရဲ့စိတ်အတန်လေးကိုအမြဲတမ်းနားထောင်ပေးစေချင်ပါတယ်စိတ်အတန်လေးကိုဘယ်လိုနားထောင်မလဲပေါ့နော်အဲ့တော့စိတ်အတန်လေးကိုဘယ်လိုနားထောင်မလဲဆိုတော့ငါရာထူးတက်သွားတယ်အဲ့ဒီဟာလေးကဘာကြောင့်ငါ့ကိုမပျော်ရွှင်မှုဖြစ်နေရတာလဲဆိုတော့အတန်လေးပေါ့အဲ့လိုဆိုလို့ရှိရင်သူများတွေကနင့်ထက်ပိုကောင်းနေတာကိုတော်နေတာရောဆိုတော့အတန်လေးများဖြစ်မလားပေါ့ကျွန်တော်တို့တိုးတိုးလေးတွေနဲ့နေတိုင်းမှာရှိနေတတ်တယ်နင်မလာဘူးနင်ဝါတယ်နင်ပိန်တယ်နင်အရက်ပူတယ်နင်အရက်ရှည်တယ်နင်မတော်ဘူးပေါ့နော်အဲ့ဒါသူများပြောနေတာမဟုတ်ကိုယ့်ရဲ့အတန်လေးတွေပေါ့ဒီအတန်လေးတွေကိုနားထောင်ဖို့လိုတယ်ပထမအချက်ကအဲ့ဒီလိုမျိုးနားထောင်လိုက်ပြီဆိုလို့ရှိရင်အော်ဒါဆိုရင်တော့မဟုတ်သေးဘူးငါပြိုင်မှုတွေများနေပြီအဲ့တော့ဒီအချိန်မှာငါရထားတဲ့နေရာငါရထားတဲ့position လေးကိုငါ reward ပေးရမယ်ဆိုတာလေးကကျွန်တော်တို့အတွက်ပျော်ရွှင်မှုအစစ်မှန်လို့ကျွန်တော်တို့ကပြောလို့ရပါတယ်အဲ့တော့အများကြီးလှုပ်เสียမလို့ပါဘူးအများကြီးပျော်เสียမလို့တေးသေးလေးနဲ့စပျော်ပေးပါလို့ဒီနေရာလေးမှာကျွန်တော်ကတော့ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ကိုအကိုကပြောသွားတဲ့စကားထဲမှာလည်းပါတယ်ပေါ့နော်ဟိုပျော်ရွှင်မှုတွေအောင်မြင်မှုတွေဆိုတာလေနေတိုင်းကိုတွေကရှာဖွေနေတဲ့အရာတွေထဲမှာပါတယ်အဲ့တော့အခါလေးကျရင်ကိုကဒီလိုမျိုးအရာတစ်ခု level တစ်ခုကိုရောက်ဖို့အောင်မြင်မှုတစ်ခုရောက်ဖို့ကိုအရန်စူးစမ်းရတယ် struggle လုပ်ရတယ်ရတော့ရသွားတယ်ဒါပေမဲ့မပျော်ရွှင်နိုင်သေးဘူးခုနပြောသလိုမျိုးပေါ့နော်ကိုယ်စိတ်ရဲ့အတန်ကိုတကယ်မကြားနိုင်သေးတဲ့ခါမျိုးတွေပေါ့အဲ့တော့အောင်မြင်မှုရတိုင်းလည်းမပျော်နိုင်သေးဘူးဆိုတော့နေ့စဉ်ဘဝမှာရောနေတိုင်းပျော်ရွှင်မှုဆိုရင်ကိုယ့်ရဲ့ daily life မှာလည်းပျော်ရွှင်အောင်နေဖို့အတွက်လိုအပ်တဲ့အပြုမှုလေးတွေ mindset လေးတွေကလိုအပ်နေသေးတယ်ပေါ့နော်အဲ့လိုမျိုးလိုအပ်တဲ့အသေးစိတ်ချက်လေးတွေကိုလည်းကိုတစ်ချက်လောက်ပြောပြပေးပါဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ကတော့ပျော်ရွှင်မှုစက်ဝိုင်းလေးကိုအရင်ဦးဆုံးမြင်အောင်ကြည့်စေချင်တယ်ပေါ့နော်ခုနကမငုံကပြောရတဲ့အထဲမှာလည်းကောင်းပါတယ်ပျော်ရွှင်မှုနဲ့အောင်မြင်မှုတွေကိုလူတွေကတွဲထားတာပေါ့နော်အဲ့တော့တကယ်တမ်းရာထူးတက်သွားတယ်နေရာတစ်ခုရောက်သွားတယ်Facebook ပေါ်မှာလည်း social media ပေါ်မှာလည်းကိုအရန်အဆင်ပြေနေတယ်ဆိုပေမဲ့တကယ်တမ်းကျတော့အရန်တော့အဆင်ပြေနေတာမျိုးတော့မဟုတ်ပါဘူးเนาะကိုစိတ်ခံစားချက်ထဲမှာဆိုလို့ရှိရင်ဘယ်လိုပြောရမလဲတစ်ခါမှ empty ဖြစ်နေတယ်ဆိုတော့ခံစားချက်တွေဖြစ်နိုင်တယ်တယောက်တည်းဆိုတော့ခံစားချက်တွေဖြစ်နိုင်တယ်ခုနကလိုမျိုးပေါ့ဘယ်လောက်ပဲအောင်မြင်မှုရမပြောနိုင်ဘူးဆိုတော့ခံစားချက်လေးလည်းဖြစ်နေနိုင်တယ်ဆိုတော့ကျွန်တော်ကဒီစက်ဝိုင်းလေးကိုမြင်အောင်ကြည့်စေချင်တယ်ပထမမှာကိုပြောခြင်းနဲ့ပြောခွင့်ရပါတယ်အဲ့ဒီအတွက်ကြိုးစားတယ်အဲ့တော့နောက်စက်ဝိုင်းလေးတစ်ခုမှာဆိုလို့ရှိရင်ပြောခွင့်ရပြီးတော့တိတ်မကြခင်မှာရှင်ပြိုင်မှုတစ်ခုဖြစ်တယ်အဲ့တော့စိတ်ကမပျော်ဘူးဖြစ်လာတယ်အဲ့တော့နောက်တစ်ခါပြန်ပြီးတော့ကိုယ့်ကို push လုပ်ပြီးတော့ကြိုးစားရတယ်အဲ့တော့ပြီးတော့ရှိရင်ပျော်ရွှင်မှုတစ်ခါထပ်ရတယ်ဆိုတော့စက်ဝိုင်းလေးကိုမြင်အောင်ကြည့်စေချင်ပါတယ်ဒုတိယတစ်ချက်ကကြတော့ကျွန်တော်တို့ဒီအောင်မြင်မှုကိုကျွန်တော်ခုနကပြောသွားသလိုပဲကြီးကြီးမားမားကြီးအောင်မြင်မှာကိုအောင်မြင်နေလို့မတတ်မှတ်ပါနဲ့ကျွန်တော်တို့ဒီမနေ့မှာအေးဘဝလေးနဲ့နိုးထားလာတယ်ဒါကျေးဇူးတင်စရာကောင်းတယ်လို့စဉ်းစားပြီးဆိုရင်ပျော်ရွှင်မှုလေးကကိုယ့်ရင်ထဲမှာဖြစ်သွားတယ်မနေ့စောစီစီလေးမှာကော်ဖီလေးတစ်ခွက်နဲ့မိုးအေးလေးနဲ့နိုးထားလာတယ်ဆိုတော့အချိန်လေးကလည်းကျွန်တော်တို့ဒါတန်ဖိုးမဖြတ်နိုင်ဘူးဒီလိုအတွေးလေးဝင်သွားရင်ကျွန်တော်တို့တစ်နေ့တာလုပ်ရမယ့်အခက်အခဲတွေတောင်မှကြော်ဖြတ်သွားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာလေးမှာပြောချင်တာကတီးတီးမွားမွားလေးကစပြီးတော့ပျော်ရွှင်ဓာတ်စီချင်ပါတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်ဆရာဒီတော့ဒီအခုခေတ်မှာဆိုလို့ရှိရင်လည်းဆရာရဲ့လူတွေကစစရရစူးစမ်းကြရတယ်ပျော်ရွှင်မှုတွေကိုလည်းစူးစမ်းပြီးတော့ရှာဖွေနေကြရတယ်အဲ့တော့ဒီလိုမျိုးပျော်ရွှင်မှုနဲ့ပတ်သက်ပြီးတော့ဒီခေတ်ခါမှာပေါ့နော်အဖြစ်များတဲ့အတွေ့အကြုံလေးတွေလည်းဆရာအနေနဲ့ပေါ့နော်case study လေးတွေရှိတယ်ဆိုရင်လည်း sharing လေးလုပ်ပေးစေချင်ပါတယ်ရှင့်ဟုတ်ကဲ့ပါကျွန်တော်ခုနကပြောတဲ့အထက်မှာကျွန်တော်ဆိုလဲ dopamine ကိုအရန်ကြိုက်တယ်ပျော်ရွှင်မှုအတွက်ကိုလိုက်လုပ်တတ်တဲ့အကျင့်ရှိတယ်ပေါ့နော်အဲ့တော့အခုနောက်ပိုင်းအဲ့ဒါကတော့ healthy နဲ့ unhealthy လေးကိုကျွန်တော်ခွဲပြောချင်တယ်ပေါ့အပြုသဘောဆောင်တဲ့ပျော်ရွှင်မှုကိုလိုက်တဲ့ dopamine ကိုလိုက်တဲ့အပျော်ကိုလိုက်တဲ့အလေးအထားလည်းရှိတယ်လို့အပြုသဘောမဆောင်တဲ့ dopamine ကိုလိုက်တဲ့အပြုအမူလေးတွေလည်းရှိတတ်တယ်ပေါ့နော် dopamine ဆိုတော့
ဆိုတာကျွန်တော်တို့အုံနှုတ်ထဲကထွက်လာတဲ့ပျော်ရွှင်မှုဟော်မုန်းလေးတစ်ခုဖြစ်တယ်ပေါ့နော်ဒါအားလုံးသိပါတယ်အားကစားလုပ်တဲ့လူတွေသိတယ်အားကစားလုပ်တဲ့လူတွေဆိုလို့ရှိရင်ဥပမာဂျင်သွားတယ်ယောဂဆော့တယ်ပြီးတော့လို့ရှိရင်ပြေးတယ်ပေါ့ပြေးတဲ့လူတွေဆိုပို့ရတယ်အဲ့တော့ဒါအပြုသဘောဆောင်နေတာအဲ့တော့ဘလောက်ပဲလုံဒါလေးကပျော်ရွှင်မှုကိုရနိုင်တယ်ဆိုတော့ physically ကျင်ကန်လေးတွေဖြစ်တယ်ဒါပေမဲ့အပြုသဘောကိုမဆောင်တဲ့ဟာလေးကဥပမာဆိုလို့ရှိရင်တချို့ကကြတော့ဒီကိုအခုအချိန်မှာတင်းစိတ်ထွက်ပေါက်မရှိတော့ဘဲနဲ့တင်းကျပ်မှုကိုအရက်သေးစားနဲ့ရွေးချယ်တယ်နည်းနည်းတောက်တာရတယ်ဒါပေမဲ့များသွားတယ်ပေါ့ဆွဲလန်းမှုတွေဖြစ်သွားတယ်ဆိုတဲ့ဟာမျိုးဒါမရှိမဖြစ်တော့ဘူးဆိုတဲ့ဟာမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အခုအချိန်မှာအားလုံးကအစင်မပြေမှုတွေများတဲ့အခါမှာကောင်းတဲ့ဘက်ထက်မကောင်းတဲ့ဘက်ကိုရွေးချယ်တတ်သွားတတ်ကြတယ်အဲ့တော့ကျွန်တော်တွေးရလေးရှိတာကတော့ဒီဆေးဝါးနဲ့အရက်သေးစာအပေါ်မှာဆွဲလန်းမှုတွေများလာတတ်ကြတယ်အဲ့တော့ဒီတဲကလည်းပထမမှာတော့ဟုတ်တယ်ဒိုဖာမင်ထွက်တယ်ပျော်ရွှင်မှုရပါမယ်ဒါရေရှည်ခံတဲ့ပျော်ရွှင်မှုမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဆွဲလန်းမှုလို့ပြောလိုက်ရင်ဒီနေရာလေးမှာတော့စကားတော့ရှည်သွားမလားမသိဘူးဆွဲလန်းမှုလို့ပြောလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ကလူတွေမြင်တဲ့အထဲမှာဒီဆေးတို့အရက်တို့ပဲမြင်တယ်ဆွဲလန်းမှုတွေမှာအချစ်လဲပါတယ်ဗျတချို့ဟာအချစ်ကိုအရန်ဆွဲလန်းတယ်ကိုမကောင်းမှန်းသိတယ် toxic relationship ဖြစ်တယ်ဒါပေမဲ့ဒီတယောက်ရှိမှဖြစ်မယ်ငါနားမှာ तू မရှိရင် तू မှဖြစ်မှာမဟုတ်ဘူးဆိုတော့ဆွဲထားတယ်အဲ့ဒီကလည်း endorphin ထွက်နေတော့ तू ကလက်မလွတ်နိုင်ဘူးကိုယ်ကိုနာကျင်မှန်းလဲသိတယ်ပူလောင်မှန်းလဲသိတယ်လွတ်မချနိုင်ဘူးဖြစ်နေတယ်ပေါ့နော်အဲ့တော့အဲ့ဟာလေးတွေကိုလည်းမြင်အောင်ကြည့်ဖို့လိုတယ်အဲ့တော့ပျော်ရွှင်မှုရဲ့အစစ်အမှန်ဆိုတာကကိုယ့်ကိုထိခိုက်မှုမရှိဘူးကိုယ့်ကိုဆွဲလန်းမှုမရှိဘူးကိုယ်ဘာကိုကောင်းလေးနေနိုင်တယ်အေးချမ်းနိုင်တယ်ဆိုတာကတောက်ပနိုင်တယ်ပေါ့နော်တယောက်တည်းတောက်ပနိုင်တယ်ဆိုတာကဒါအစစ်အမှန်ပျော်ရွှင်မှု sustainable ရေရှည်ခံတဲ့ပျော်ရွှင်မှုလေးဖြစ်ပါတယ်လို့ကျွန်တော်ကပြောချင်တယ်လမ်းကြောင်းများလွယ်ရောလားမသိဘူးเนาะပြောရင်းနဲ့ပါဦးဆရာဒါများသောအားဖြင့်ဆိုလဲဒီ social media တွေမှာဆိုရင်အမြင်များရတာအတွေ့များရတာတကယ်ဒီအသေးကွဲ post တွေဒီလိုခံစားနေရတာကိုယ့်အတွက်တကယ်toxic ဖြစ်တယ်ဒီ relation ကကိုယ့်ကိုပူလောင်စီမှန်းသိပေမဲ့လည်းမလွတ်ချနိုင်ဘူးဆိုတဲ့ post တော်များများခုခေတ်ခါမှာတွေ့ရတယ်ပေါ့နော်ဒါကလည်းပြန်ပြီးတော့ကိုယ်ကိုယ်တိုင်ပျော်ရွှင်စေဖို့အတွက်ကဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီးတော့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုပြန်ပြီးတော့တိဆောက်ဖို့လိုအပ်ပါတယ်ဆရာဟုတ်ကဲ့ပါဟုတ်ပါတယ်ဟုတ်တယ်ကျွန်တော်ဒီနေရာလေးမှာrelationship နဲ့ပတ်သက်ပြီးတော့ပြောချင်တာ relationship ဆိုတာကျွန်တော်တို့ရဲ့ဒီကိုချစ်ရတဲ့လူနဲ့ relationship မှာမဟုတ်ဘူးလေเนาะတမီးစား relationship လင်မယား relationship မှာ relationship မဟုတ်ဘူးကျွန်တော်တို့နေ့တိုင်းမှာကျွန်တော်တို့ဒီမှာဒါလည်းဒါ professional relationship ပေါ့ကိုယ့်ရဲ့လုပ်ဖို့ကိုင်ဘက်တွေရှိတယ်ဒီ cruise တွေကလည်းကိုယ့်ရဲ့ relationship တွေပဲနောက်မိသားစုဆိုလည်း relationship ပဲပေါ့เนาะအဲ့တော့ relationship ထဲမှာကိုကပိတ်မိနေတယ်မကောင်းတဲ့ relationship တခုမှာပိတ်မိနေတယ်ဆိုရင်တော့ကိုကဒီထဲကနေပြီးတော့အမြဲဆုံးယုံထွက်ဖို့လိုပါတယ်အဲ့တော့စီးပေါင်လေးချဖို့လိုတယ်ပေါ့နော်အဲ့တော့ကိုအတွက်ကောင်းမွန်တဲ့စီးပေါင်ကတော့ကိုဟာကိုလွတ်လွတ်လပ်လပ်ကိုပြောခွင့်ရှိတယ်ပေါ့နော်ညင်းဆိုခြင်းနဲ့ညင်းဆိုခွင့်ရတဲ့ relationship မျိုးကိုယ့်ရဲ့အမြင်ကိုလည်းပြောခွင့်ရှိတယ်သူ့အမြင်ကိုလည်းနားထောင်တယ်ဆိုတာကဒါတူညီတဲ့ relationship လေးပေါ့နော်အဲ့ဒီနေရာမျိုးမှာမဟုတ်ဘူးဆိုရင်တော့ကိုယ့်ရဲ့ပျော်ရွှင်မှုနဲ့ကိုယ့်ရဲ့ကျန်းမာမှုအတွက်ကတော့အမြန်ဆုံးစီးပေါင်ချဖို့လိုပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါကိုနောက်တစ်ခုကကြတော့ပြောခဲ့သလိုပဲပေါ့နော်ရှေ့ရစကားတွေနဲ့ဆက်ပြီးပြောရမယ်ဆိုရင်လေတခါလေကြာရင်ကိုကနေစဉ်ဘဝကိုဖြတ်တန်းနဲ့ပဲပျော်တော့ပျော်နေတာပဲဒါပေမဲ့ဒီပျော်ဖို့အတွက်တောင်မှမေ့နေတတ်တဲ့ချိန်မျိုးတွေရှိတယ်ပျော်စရာရှာဖို့ချိန်တွေပျော်ဖို့တောင်မှအချိန်မရတဲ့ခါမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးနေစဉ်ဘဝဖြတ်တန်းမှုမှာလည်းကိုယ့်အတွက်ကိုပျော်ရွှင်မှုအတွက်ကိုဘယ်လိုအလေးထားလေးနဲ့ဖြတ်တန်းရင်အဆင်ပြေဆုံးဖြစ်မလဲချင်းဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ပထမအဦးဆုံးပြောသွားသလိုပေါ့နော်ကျွန်တော်တို့အတွက်အတွင်းစိတ်ကလေးကိုနားထောင်ဖို့အရင်အရေးကြီးပါတယ်အဲ့တော့အတွင်းစိတ်ကလေးကကျွန်တော်တို့စဉ်းစားကြည့်ပါနေ့တိုင်းမှာဘလို့အတန်လေးနဲ့နိုးထလာလဲပေါ့နော်ကျွန်တော်တို့ရဲ့စိတ်အတန်လေးကကို appreciate လုပ်တဲ့အတန်လေးလားကိုညှင်းဆဲနေတဲ့အတန်လေးလားပေါ့များသောအားဖြင့်အဖြေလေးကဘာဖြစ်မလဲဆိုလို့ရှိရင်ကိုမကောင်းဘူးလို့ပြောနေတဲ့အတန်လေးတွေဖြစ်တတ်တာများတယ်အဲ့တော့ကျွန်တော်တို့ကကောင်းတာလေးတစ်ခုလုပ်လို့ရှိရင်ကိုကောင်းတယ်လို့ပြောဖို့ခဲရင်းတယ်
ဒါပေမဲ့ပြောရင်တော့ပြောမယ်ပေါ့နော်ဒါပေမဲ့မကောင်းတာလေးတစ်ခုကိုလုံးမိသွားရင်ကိုပြောတဲ့အတန်ကနေမကောင်းဘူးမကောင်းဘူးဆိုတော့ဒင်းပါပဲပိတ်မိသွားတတ်ကြတယ်အဲ့ဒီအတန်ကဘာလဲဆိုတော့ဘလို့ခံစားချက်ဖြစ်လာလဲဆိုတော့ကို guilt trip ပေးတဲ့ဟာပေါ့နော်ကိုနေအပြစ်ရှိတယ်နေအပြစ်မကင်းဘူးဆိုတော့ခံစားချက်အဲ့လိုမျိုးလိပ်ပြမလုံးဘူးဆိုတော့ခံစားချက်ဘက်ကိုပို့သွားတယ်ပေါ့အဲ့ဒီအတန်လေးတွေကိုနားထောင်ပေးစေချင်တယ်အဲ့တော့ကျွန်တော်ကတော့ဒီထဲမှာဆွဲတော်ရက်ကလေးနဲ့တင်စားခြင်းတယ်ဒါအရန်နာမည်ကြီးတဲ့တက်တူဖုန်းနိုင်ပေါ့နော်နာမည်ကြီးဆရာကြီးရှစ်ခေတ်တည်းရပေါ့နော်နာမည်ကြီးတယ်ကျွန်တော်တို့ငငယ်တုန်းကတကယ်ကြိုက်ခဲ့တဲ့ဆရာကြီးရဲ့စာအုပ်ထဲမှာဆွဲတော်ရက်ကလေးနဲ့သူကတင်စားတယ်ဒါတော့အချစ်ကိုတင်စားတာပေါ့လေအဲ့ဒီရဲ့ဥပမာလေးကိုကျွန်တော်ဆွဲယူပြီးတော့သုံးရမယ်ဆိုရင်ကျွန်တော်တို့ကဆွဲတော်ရက်ကလေးနဲ့တူတယ်အဲ့တော့ဒီဘက်မှာလူတွေကကောင်းတယ်လို့ယူဆတဲ့ဆွဲတော်ရက်လေးရဲ့တစ်ဖက်မှာကောင်းတယ်လို့ယူဆတဲ့အကောင်းလေးတွေပေါ့ခံစားချက်လေးတွေလူတွေကသဘောကျတယ်ဆိုတဲ့ဘက်မှာထားတယ်သဘောမကျဘူးဆိုတဲ့ဘက်မှာကျတော့ဒေါသတို့လောဘတို့နောက်ပြီးလို့ရှိရင်ဝမ်းနည်းမှုတို့စိတ်သက်ကြတယ်ဆိုတဲ့ဒီခံစားချက်လေးတွေထားတယ်အဲ့တော့ကျွန်တော်တို့ဘဝကိုကြည့်လိုက်ရင်ဒီနှစ်ရွက်ပေါင်းမှကျွန်တော်တို့ရဲ့တဘဝဖြစ်နေတာပေါ့နော်ဒါကိုတစ်ခုတည်းကိုကျွန်တော်တို့သွားယူလို့မရဘူးများသောအားဖြင့်ကိုက roller coaster စီးတယ်လို့ပဲအခုချိန်အကြချိန်ပေါ့နော်ကျွန်တော်တို့ပြောရလို့ရှိရင်ခက်ခဲတွေအားလုံးရင်ဆိုင်ရတဲ့အချိန်မှာလူတွေကဒီငါလွတ်မြောက်နိုင်တော့မှမသိဘူးဆိုတော့အစိုးဘက်ကိုအစိုးလို့ယူဆထားတဲ့ဘက်ကိုပဲရောက်သွားကြတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့မိတိုင်းတွေကိုယ့်အတွက်ပျော်ရွှင်မှုတွေကိုမိလာတတ်ကြတယ်အဲ့တော့မဟုတ်ဘူးဆွေတော်ရက်ကလေးကိုသတိရပေးပါကျွန်တော်ပြောတဲ့အချိန်မှာဆွဲရဲကလေးကိုသတိရပေးပါကိုခံစားရတာအဆင်မပြေတော့ဘူးစိတ်ခံစားချက်မကောင်းတော့ဘူးဆိုရင်ငါမှကောင်းတာတွေလည်းရှိပါတယ်ငါကောင်းတာလို့ကိုထိုက်တန်ပါတယ်ဆိုတဲ့နေရာလေးကိုသွားစေချင်ပါတယ်ကိုဂရုဏာထားပေးပါပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကိုဒီနေ့မှာဆိုရင်တော့ဒါပျော်ရွှင်ခြင်းဆိုတဲ့စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့ဒါအကိုက counseling ပုံစံမျိုးပေါ့နော်ဒါဝေမျှပေးခဲ့တာဒီတော့ဒီစီစဉ်လေးကလည်းတတ်မှတ်ချိန်ရပြီးတော့မှာဆိုတော့လေစိတ်နဲ့ပတ်သက်ပြီးတော့ပျော်ရွှင်ခြင်းဆိုတဲ့စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့ဒီ tips လေးအနေနဲ့ပေါ့နော်ကြည့်ရှုနေတဲ့သူတွေရောနားဆင်နေကြတဲ့သူတွေရောကို tips လေးတစ်ချက်လောက်တော့ဝေမျှပေးပါအောင်ရှင့်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်၃ခုပေးခြင်းတယ်ပေါ့နော်ပထမတစ်ခုကတော့ပျော်ရွှင်ခြင်းဆိုတာ destination မဖြစ်သင့်ပါဘူးပျော်ရွှင်ခြင်းဆိုတာလာလိုက်သွားလိုက်သဘောတရားရှိတဲ့အတွက်လာတဲ့အချိန်မှာလည်းလက်ခံသလိုထွက်သွားတဲ့အချိန်မှာလည်းလက်ခံပေးပါဆိုတဲ့ဟာလေးပေါ့နော်ဒုတိယတစ်ခုကကြတော့ကျွန်တော်ပျော်ရွှင်ခြင်းလို့ပြောလိုက်ပြီးဆိုလို့ရှိရင်ပျော်ရွှင်ခြင်းအပြင်ကျန်တဲ့ခံစားချက်တွေကို notice ဖြစ်နေတာကလည်းဒါပျော်ရွှင်ခြင်းတစ်ခုပါပဲပေါ့နော်ဒီကိုယ်မှာကောင်းတာလည်းရှိရဲဆိုးတာလည်းရှိတယ်ဆိုးတာလာပြီးသွားရင်လည်းအကောင်းပြန်လာမယ်ဆိုတဲ့ဟာလေးကကိုယ့်ဘဝမှာတက်တောင့်တက်တာဖြစ်တယ်ငြိမ်းချမ်းတယ်ဆိုတဲ့ဟာလေးကိုပြီးပါတယ်တတိယတစ်ချက်ကတော့ဒီလိုပျော်ရွှင်မှုကိုရဖို့အတွက်အသေးလေးတွေကစပြီးတော့ကျွန်တော်တို့ practice လုပ်ကြည့်ပေးစေချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအခုလိုမျိုး sharing လုပ်ပေးတဲ့အတွက်ဒါ counselor ပေါ့နော်ကိုအောင်မင်းသိန်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်ကလည်းကျေးဇူးအများကြီးတင်ပါတယ်ဗရမ FM နဲ့အတူတူ team အားလုံးနောက်ပြီးတော့ကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးနားထောင်နေတဲ့ပရိသတ်တွေအားလုံးကိုဒီနေ့ကနေပြီးတော့ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါသောတာရှင်များရှင်အခုနောက်တစ်ဆင့်ခဲ့ရတာကတော့ဗရမ FM ရဲ့စိတ်ရဲ့အတန်းဆိုတဲ့အစီအစဉ်ဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ကောင်ဆယ်လာကိုအောင်မင်းသိန်းနဲ့ငိုအားတို့ကပျော်ရွှင်ခြင်းဆိုတဲ့စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့ဒါပျော်ရွှင်မှုတွေနဲ့ပတ်သက်ပြီးတော့ဝေမျှပေးခဲ့တာဖြစ်ပါတယ်နောက်တစ်ပတ်အစီအစဉ်တွေမှာဆိုရင်လည်းဘယ်လိုစိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ဒါအကိုကလည်းကောင်ဆယ်လင်းလုပ်သွားမယ်ဆိုတာကိုစောင့်မျှော်ပြီးတော့နားဆင်ပေးဖို့အတွက်ကိုလည်းဖိတ်ခေါ်ပါတယ်ရှင်နားဆင်ပေးခဲ့ကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါနောက်တစ်ပတ်မှာအားလုံးပြန်တွေ့ကြပါမယ်